ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်အတန်လေးနည်းနည်းချဲ့မယ်ဗျာကဲကျွန်တော်ဒီ live show ပြောရင်ခဏခဏဖြတ်ခံရတယ်ဆိုတာဟိုကြိုတင်ကြီးညာလို့ပါတဲ့ကျွန်တော်ကိုအဲ့ဒီတင်ရပြောတယ်အဲ့လိုကြိုတင်ကြီးညာတဲ့အတွက်ကျွန်တော်ပြန်ရောက်လာပြီဗျာဆိုတော့ကျွန်တော်ပြန်ရောက်ချင်းပဲကျွန်တော်စကားပြောတာပါပေးခြင်းတဲ့ message ကအဲ့ဒီလိုကျွန်တော်ခဏပြောမယ့်ဥစ္စာတွေက philosophy ဇိုင်းဆိုင်ရာပဲပြောမယ်ကျွန်တော်လူပုဂ္ဂိုလ်အကြောင်းမပါဘူးဆိုတော့အခုကအကုန်လုံးကဟိုခံစားချက်တွေနဲ့မဖြတ်တမ်းပါနဲ့ဉာဏ်ပညာနဲ့ပဲတွေးပါကျွန်တော်အမြဲတမ်းပြောတယ်ပေါ့နော်ဆိုတော့အခုကျွန်တော်ပြောမယ့် live show ကအရန်ယူရှင်တယ်နံပါတ်1ကဒီမြန်မာစကစဒီအာရခပြီးတော့ကြီးကိုလှုပ်လာမဲ့အခြေအနေကိုရိုးရှင်းလေးပဲကျွန်တော်ပြောပြပါကဲစပြောမယ်ဗျာအခုယူနို့အစိုးရကအရင်အိန္ဒိယနဲ့နိုင်ငံပေါင်း90ကျော်သတ်မှတ်ထားတဲ့အကြမ်းဖက်သမားကိုပြည်ထဲရေးဒရိုက်တာခန့်လိုက်ပြီးတဲ့နောက်ပိုင်းမှာပါကစ္စတန်က trainer တွေနော်ဒီကရာချီကနေပြီးတော့ဒီမြန်မာဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းထိကိုရောက်လာပြီးတော့အဲ့ဒီမှာဟောပြောတာစီးယုံတာလှုပ်လာအနောက်ကငွေကြီးတစုံတရာလဲပါလာဒါပေမဲ့ကျွန်တော်တို့ကသတင်းတောက်တွေဆိုတော့ဒါကိုစဉ်းစားတယ်ဘာကြောက်ဒါကိုလုံနိုင်တာလဲဒါကိုဘသူကပေးတာလဲကျွန်တော်ဒီနေ့အမေရိကန်မှာလဲအေးနေတယ်ဗျအေးနေတော့ကျွန်တော်ဝတ်ထားတဲ့အိုးစားပုံတော့အပြစ်မမြင်ကြနဲ့ပေါ့ဗျာအဲ့ဒါနဲ့ကျွန်တော်တို့အဲ့လိုလေးလာလိုက်တဲ့အခါကြတော့အဲ့ဒီကိုလာမဲ့ trainer တွေအတွက်အကုန်ကြခံနေတဲ့အထဲထဲမှာမြန်မာစစ်တပ်ပါလာဒါကျွန်တော်ပုံရင်လင်းပြောတာသူတို့လှုပ်ချင်တဲ့ဒီနီးဗျူဟာကိုလည်းကျွန်တော်ရှင်းပြမယ်ဗျာသူတို့လှုပ်ချင်တဲ့ဒီနီးဗျူဟာကအဲ့ဒီဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်မှာရှိနေတဲ့ဒုက္ခသည်စခန်းကိုသူတို့ကစီးယုံပြီးတော့ပုံစံမျိုးစုံနဲ့လက်နက်တပ်ဆင်ပြီးတော့ရေချင်းမြေချင်းကနေပြီးတော့ရခိုင်ဒေသကိုရခိုင်ပြည်ကြီးကိုသူတို့ဝင်လာအဲ့လိုဝင်လာပြီးရင်သူတို့နဲ့အခုအာရခတပ်တော်နဲ့အဲ့ဒီဒေသတစ်လျှောက်လုံးထိန်းချုပ်ထားတဲ့အာရခတပ်တော်နဲ့အကြီးအကျယ်တိုက်ပွဲဖြစ်ကြတယ်ကျွန်တော်နံပါတ်1အချက်ပြောတယ်နော်အဲ့လိုထိတ်တိုက်ရင်ဆိုင်လာရင်အာရခတပ်တော်ကအဲ့ဒီရင်ဆိုင်နေရတဲ့နေရာကိုအာရခတပ်တော်ရဲ့အင်အားတွေရိတ်ခါတွေစစ်လက်နက်တွေပြီးတော့အခြားသော resource တွေပေါ့ဗျအကုန်ထည့်ရတော့အဲ့လိုထည့်လိုက်ရရင်ဒီဘက်ကအမ်ပဒန်တို့ဂွားတို့အကုန်လုံးအားနေသွားရင်မြန်မာစစ်တပ်ကအဲ့ဒီနေရာကိုဝင်လာလို့ရပြီးတော့အာရခကိုဟိုဘက်ကပါကစ္စတန်ကနေစီယုံပြီးတော့ဝင်လာတဲ့အကြမ်းဖက်တွေနဲ့ကျွန်တော်ဘယ်အဖွဲ့လို့မပြောဘူးเนาะအခုဝင်နေတာ၃ဘွဲရှိသွားတယ်အဲ့ဒီအဖွဲ့တွေကိုအာရခတက်တော်ရင်ဆိုင်ရင်းနဲ့ဒီဘက်အရှိဘက်မှာအရှိမြောက်ဘက်မှာเนาะအဲ့ဒီလိုအားနေသွားတဲ့အချိန်မှာမြန်မာစစ်တပ်ကဝင်ပြီးတော့ဟိုဘက်ကပါကစ္စတန်နဲ့အဲ့ဒီသူတို့ပြောတယ်ဘင်္ဂလားနယ်စပ်ကဒုက္ခသည်စခန်းကအင်အားစုကိုဖြည့်ရှင်းနေရင်အားနေနေတဲ့အချိန်မှာမြန်မာစစ်တပ်ကဒီဘက်ကပြန်ဝင်ပြီးတော့ညှက်ပြီးတော့အာရခတက်တော်အပြောက်ဖြည့်ရှင်းမယ်ဆိုတဲ့နီးဗျူဟာချခဲ့တယ်ဗျာအဲ့ဒါဘသူချခဲ့တာလဲမေးရင်ဘိုးခင်ညွန့်ရဲ့ထောက်လန်းရေးအဟောင်းတွေကလွန်ခဲ့တဲ့4လကနေပြီးတော့ဒီနီးဗျူဟာကိုဆွဲခဲ့တယ်လို့ကျွန်တော်ပြောပြရစီဗျာသူတို့ပြောတော့အမျိုးဘာသာဟာသူတို့ပြောတော့ဟာစုံနေရောပဲဗျာကဲအခုလက်တွေ့ကြပြီလေအရင်တော့အာဆာနဲ့ပေါင်းတယ်ဆိုပြီးတော့ဟိုအကောင်ကျွန်တော်ဆဲလို့သူ့ဘာသာသူကျွန်တော်ကလတိန်ရောကလကျွန်တော်ပြောတာရှင်းလေ
ရိုးရိုးရှင်းရှင်းလေးမဟုတ်တာတခုမှမစားထားဘူးဘသူစီမှာရေတစ်ခွက်မှမတောက်ထားဘူးထမင်းတပကံမှမစားထားဘူးစောက်ရမ်းမပြောနဲ့ဟုတ်ပြီနော်အလှလည်းမခံစားတာဘူးဒါပုံမှန်လင်းပြောတာကျွန်တော်ဒီမှာတွေ့ဘူးတယ်ရဲဘော်မိုးဒီတို့ကြံတဲ့ကောင်တွေကိုမေးကြည့်လိုက်အလက်ကားထမင်းတစ်လုံးမစားထားဘူးဟုတ်ပြီနော်အဲ့လောက်ပြက်ပြက်သားသားမြန်မာနိုင်ငံကိုချစ်ပြီးတော့တစ်ချိန်ကြရင်ငါဒီလို့ပြောလို့ဆိုလို့ရက်တီလို့ရအောင်ကိုနေခဲ့တာဆိုတော့အခုဖြစ်နေတဲ့ပြဿနာကဘာလဲဆိုတော့မြန်မာစစ်တပ်ကပါကစ္စတန်ကိုတွားစီးရုံတာအခုပါကစ္စတန်ကအကြမ်းဖက်တွေအဲ့ဒီနေရာကိုရောက်လာဒါကျွန်တော်ရိုးရှင်းရှင်းပြောပြဟုတ်ပြီဒါအပိုင်းတစ်ပိုင်းထားလိုက်တော့ဒါဆိုရင်မြန်မာစစ်တပ်ကရိုဟင်ဂျာတွေကိုလူမျိုးတုံတက်ဖြတ်ခဲ့တာမဟုတ်ဘူးပေါ့ဗျာဒါ ICJ သူ့ရဲ့ထွက်ပေါက်အရန်ရှင်းသွားပြီဗျာကျွန်တော်ကအဲ့ဒီအခြားကလောင်ခေါင်းဆောင်တွေနဲ့တွေ့တော့ပြောပြတယ်တမိုင်းဆိုတာအဟောင်းကိုကင်ပြီးနော်အနာဂတ်ကိုထူထောင်လို့မရဘူးလို့နိုင်ငံရေးတော်လှန်ရေးမှာတမိုင်းအစ်စ်ရေးပြီးတော့ပဲဖြတ်တန်းလို့ရတယ်လို့ကျွန်တော်ပြောခဲ့ဘူးလေဟုတ်ပလားအခုကအဟောင်းကိုပဲကင်ပြီးဖြတ်တန်းမှာဒါတော့ရိုးရှင်းတယ်ကျွန်တော်အသေးချာသတိပေးလိုက်ဒီလိုလုပ်မယ်ဟိုဘက်မှာအကျန်းဖက်တွေအကြီးကျယ်ဝင်အောင်လုပ်မယ်အဲ့ဒီအကျန်းဖက်ကိုအာရခတက်တော်ကရင်ဆိုင်ဖြည့်ရှင်းလို့ဒီဘက်အရှိဘက်မှာအားနေသွားတာအရှိမြောက်အရှိတောင်အားနေသွားတဲ့နေရာကနေမြန်မာစစ်တပ်ပြန်ဝင်ပြီးတော့ဟိုဘက်ကအကျန်းဖက်နဲ့မြန်မာစစ်တပ်အကျန်းဖက်နှစ်ခုညှပ်ပြီးတော့အာရခတက်တော်ကြီးကိုအပြောက်ရှင်းလိုက်မယ်ဆိုတဲ့ဗျူဟာမျိုးဆောင်ရွက်တယ်လို့အားလုံးသိစေချင်တယ်ဟုတ်ပြီဒါကျွန်တော်တစ်ချက်ပြောတာနံပါတ်2ချက်ပြောမယ်ရခိုင်ဒေသကိုခမရဘာဖြစ်လို့ဒီလိုဖြစ်နေရတာလဲကျွန်တော်ဘာမှမဖြစ်ဘူးကျွန်တော်ပြောတာရိုးရှင်းရှင်းလေးပဲနော်တိုင်းပြည်ကိုခိုးဆိုးလူရက်မိမိအကျိုးစီးပွားထူထောင်ခဲ့တယ်ရခိုင်ဒေသမှာမြန်မာစကစရဲ့ပိုင်ဆိုင်မှု19.6 ဘီလီယံနဲ့โอเคနော်မြန်မာကျပ်ငွေမဟုတ်တော့အမေရိကန်ဒေါ်လာဟိုတယ်တွေစီးပွားရေးဇုံတွေအုပ်ချုပ်ရေးဆိုင်ရာတွေမြေကွက်မြေယာဟုတ်ပြီနော်အဲ့ဒါတွေပြီးတဲ့အခါကျတော့လုပ်ငန်းဆိုင်ရာပါမစ်နဲ့ခွင့်ပြုချက်တွေပြီးတဲ့အခါကျတော့ခီးသွားရေးတွေပြီးတော့နော်ရောင်းဝယ်ဖောက်ကားရေးနဲ့အခွန်ကိစ္စတွေအဲ့ဒါတွေအားလုံး19.4 ဘီလီယံမြန်မာစစ်တပ်ကနှစ်စဉ်ရနေတာဆုံးရှုံးသွားတဲ့အတွက်ရှင်းရှင်းပြောရင်ရွဲကုန်တဲ့ဇလန်းဖြစ်နေတာဗျာရွဲကုန်တဲ့ဇလန်းကိုကြားဘူးလားဗျာရခိုင်ထဲမှာလည်းပညာတတ်တွေအများကြီးရှိပါတယ်ပေးမပေးငါဥစ္စာမဟုတ်လဲငါကိုပေးငါရွှေကွက်ပေးမပေးငါဥစ္စာမဟုတ်လဲငါရွှေကွက်ပေးမပေးငါကိုပဲပေးအဲ့ဒါမြန်မာစစ်တပ်ဖြစ်ဒါကိုကျွန်တော်ပြောပြတာအရင်ဟုတ်ကျွန်တော်မဆဲကျင်ဘူးဗျာအဲ့ဒီကောင်လေးပေါ့ဗျာဟာအာရခတက်တော်ကအာစာဒီ RSO တွေနဲ့ပေါင်းပြီးတော့ဟာဘယ်လိုလုပ်ဟုတ်လဲမဟုတ်ဘူးဗျာသူတို့ပဲခေါ်တယ်သူတို့ပဲဒီကောင်တွေကိုလက်နဲ့တက်ဆင်ပေးတယ်သူတို့ပဲရိတ်ခါတွေပေးတယ်ဟုတ်လားအဲ့ဒီမှာဖမ်းခံရတဲ့ကောင်ဖွဲ့ချက်တွေလည်းကျွန်တော်ရတယ်သူတို့ဆန်အိတ်တွေဘယ်လိုပေးတယ်ပဲအိတ်တွေဘယ်လိုပေးတယ်လက်နဲ့တွေဘယ်လိုပေးတယ်ဟာအဲ့ဒါဗမာပြည်ကိုကာကွယ်တာတဲ့အမျိုးဘာသာတွေတာသနာတွေကိုအရင်ချစ်နေတာတဲ့ကျွန်တော်ရည်ကျင်တယ်ကျွန်တော်လုံးဝမဆဲပါဘူးကျွန်တော်ကလိုအပ်မှရှင်းရှင်းကားမောင်းတယ်လို့ပေါ့ဗျာလိုတဲ့ဂီယာကိုထိုးမောင်းတယ်ကျွန်တော်ကဆိုတော့ကဲဒါဆိုရင်အားလုံးရှင်းသွားပြီထင်တယ်အကျိုးစီးပွားအရန်ကြီးတယ်ဆက်လက်လိုချင်တယ်ဆက်လက်ရဖို့ပဲကြိုးစားမယ်ဒါကြောင့်ရွဲကုန်တဲ့ဇလန်းရ
ရခိုင်ပညာဓာတ်တွေရှေ့မီနောက်မီတွေကိုမေးကြည့်လိုက်ပါပေးမပေးငါဥစ္စာမဟုတ်လဲငါကိုပေးငါရွှေကွက်ပေးအဲ့ဒါရွဲကုန်တဲ့ဇက်လန်မြန်မာစစ်တပ်ကဆက်ခင်းနေပါတယ်လို့ပဲကျွန်တော်ပြောနိုင်ပါတယ်နံပါတ်3ချက်ထပ်ပြောပါမယ်မြန်မာစစ်တပ်ကျွန်တော်ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ပတ်သက်ပြီးကျွန်တော်မပြောတော့ဘူးလုံလောက်သွားပြီကျွန်တော်အားလုံးပြောခဲ့ပြီဆိုတော့မြန်မာစစ်တပ်နဲ့ပြောမယ်ကချင်နေမြေရှားတတ်ထုတွေကိစ္စတွေတိမ့်လိုက်ရောတရုတ်ကုန်တယ်တွေကသူတို့အခွန်ဆောင်ထားတာတွေရောတရုတ်ပြည်တဲ့ကိုမြေရှားတတ်ထုတွေဝင်တာတွေရောအဲ့ဒါတွေပေါင်းလိုက်တာအာဏာသိမ်းပြီးတဲ့အချိန်ကစပြီး2024ခုနှစ်နိုဝင်ဘာလ30ရက်နေ့ထိကို12.4 ဘီလီယံရောင်းချခဲ့ဘယ်ရောက်သွားလဲကျွန်တော်မေးပြီနော်ကျွန်တော်ရိုးရှင်းလေးပဲထောက်ပြအများကြီးမဟုတ်12.4 ဘီလီယံဟုတ်မလားအဲ့ဒီမှာသူတို့ခန့်ထားတဲ့ပြည်သူ့စစ်ခေါင်းဆောင်ရဲ့မိန်းမကလေး2ယောက်ကိုနေ့ယောက်ျားနဲ့နင်ကွဲပေးပါငါပေါင်းပြရစီပြီးတော့ယူခဲ့တာလေတန်းရွှေသားပဲဗျစခုံတိတ်ရင်ရဲ့ခြေတော်တင်ကလေး2ယောက်နဲ့စွန့်လွတ်လိုက်တဲ့နောက်လင်ကတန်းရွှေသားဗျအဲ့ဒါလေခင်ဗျားတို့သိအောင်ကျွန်တော်ပြောပြတာမင်းအောင်လှိုင်မှာရှိနေသားသမီး2ယောက်ကလည်းအစ်စ်တွေမဟုတ်ဘူးကျူးလှရဲ့ညမဖင်ရပြီးမွေးထားတာဗျအဲ့ဒါနဲ့ကျွန်တော်တို့တိုင်းပြ DNA စစ်ရဲလားလို့ကျွန်တော်ကဒီ2ယောက်ကိုစိန်ခေါ်ထားတယ်လေဟုတ်ပြီလားမပိုင်ရင်ဘတော်မှမပြောဘူးကျွန်တော်ကပိုင်မှပြောတာတရင်အချက်လက်ကိုနှစ်ကာလနဲ့ချီအောင်လိုက်ပြီးတော့မှပြောတာဒါဆိုရင်ဖင်ရွခေါင်းရွတဲ့အကောင်ဒီကောင်မတွေအကျိုးစီးပွားကိုပါမြန်မာပြည်သူကပေးလိုက်ရပြီးတော့ဒုက္ခခံစားရတာတရားရဲ့လားဗျာမင်းအောင်လှိုင်နဲ့ကျူးလှနဲ့မွေးထားတဲ့ကလေးတယောက်မှမရှိဘူးဗျာစိုးဝင်းနဲ့မွေးထားတဲ့ကလေးလည်းတယောက်မှမရှိဘူးဗျာလိုက်ပွဲတွေစိုက်ဒိုးတွေပါလာတဲ့လူတွေရဲ့ချမ်းသာကြွယ်ဝမှုတွေကိုပုံမူချမ်းသာကြွယ်ဝအောင်ဆက်လုပ်ကြရင်နဲ့ကျွန်တော်တို့ပြည်သူတွေခံစားကြရတာဗျာright ဒါကျွန်တော်မြေရှားတတ်တုပဲပြောတာနော်ဒါဆိုရင်ရခိုင်ငါတဲ့ထွက်နေတဲ့ gas တွေကိုဘယ်လောက်ရတယ်လို့12 ဘီလီယံပေးပါတယ်တဲ့ဗျာကဲမင်းအောင်လှိုင်အာနာသိန်းနဲ့တောက်လျှောက်မှာ43.2 ဘီလီယံအမေရိကန်ဒေါ်လာဘယ်ရောက်သွားကျွန်တော်မေးပြီလေ12 ဘီလီယံရနေတယ်နော်12 ဘီလီယံဆရာမတို့ရဲ့ညီကိုမောင်နှမတို့ရဲ့ဒါဆိုရင်ရိုးသားကြကြရဲ့လားလို့ဒါကိုပဲကျွန်တော်ပြောတာပါကျွန်တော်တို့တိုင်းပြည်ကိုကျွန်တော်ခရစ်စမတ်ကကျွန်တော် General Wesley နဲ့တွေ့တယ်ခင်ဗျ American General Wesley ဆိုတာလေယူဂိုစလာဗီးယားကိုနေတိုးတိုက်တဲ့အချိန်တုန်းကမဟာစစ်ဦးစီးချုပ်ဗျာကျွန်တော်ဘုံမူရန်ဒီကျွန်တော်အိမ်သားမှာနေတယ်မစ္စတာရန်ဒီခေါ်သွားပြီးတော့ကျွန်တော်နဲ့မစ္စတာရန်ဒီနဲ့ General Wesley နဲ့စကားပြောကြတာပေါ့ဗျာပြောတော့ကျွန်တော်အဲ့ဒါရှင်းပြတော့ဟာ36 ဘီလီယံဆိုတာတဲ့လူဦးရေတန်း300လောက်ကိုနှစ်စဉ် electric ပေါ့လေမီးပေါ့အနည်းဆုံး230ပေးလို့ရတယ်တဲ့အလကားကိုပေးလို့ရတာတဲ့တိုင်းပြည်ကိုစေတနာရှိခဲ့မယ်ဆိုရင်ကျန်တာဘာမှမလုပ်နဲ့မီးပေးမင်းတို့စွမ်းပကားတွေထုတ်မင်းတို့ထုတ်လာတဲ့ထုတ်ကုန်တွေငါတို့ပေးထားတဲ့မီးတွေနဲ့နော်ငါတို့နိုင်ငံတကာဈေးကွက်တွေဝင်မယ်ဆိုတဲ့အဆင့်လောက်တောင်မရှိဘူးတဲ့ဟုတ်ပြီလား36 ဘီလီယံနှစ်ပေါင်းဘယ်လောက်ထုတ်လို့ရလဲရှိနေတဲ့လူဦးရေထက်ကိုဒါကိုကျွန်တော်ပြောပြတာတကယ်စေတနာမှန်ခဲ့ကြရဲ့လားလို့ဒါမြေရှားတတ်တုနဲ့ gas ပဲရှိသေးတယ်ပင်လယ်ပြင်အကောက်ခွန်နေတတ်တုတွင်းနေမိုင်း